လောကကြီးကထွက်ခွာခြင်းရင်ဘာလုပ်ရမလဲနံပါတ်1ဘယ်ခေတ်ဘယ်ခါကပဲဖြစ်ဖြစ်အခုပြောတဲ့ပြဿနာမျိုးစုံတဲ့လောကအနေရီမျိုးစုံနေတဲ့လောကဒီလောကကြီးကထွက်ခွာခြင်းရင်ထွက်ဖို့လမ်းပေါက်ကတော့ရှိကိုရှိရ exit ဆိုနော်ဒါတခုရှိကိုရှိရလောကကြီးကလွတ်မြောက်ဖို့ထွက်ပေါက်ဆိုတာရှိရအဲ့တော့လောကကြီးကထွက်ခွာခြင်းပြီဆိုရင်နံပါတ်1ကဘာလို့ဆိုရင်လောကကြီးရဲ့စိတ်ပြည့်စရာကောင်းဖို့ညီငွေပုံတွေကိုသိရမယ်လောကကြီးကိုစိတ်မပြတ်သေးသမျှလောကထွက်ဖို့ဘယ်သူမှမချိုးစားနိုင်ငံတနိုင်ငံဟာပြဿနာတွေဖြစ်ပြီးတော့ရှုပ်ထွေးပွေလီဆင်းရဲဒုက္ခတွေအလီလီဖြစ်နေတဲ့လောကကြီးနိုင်ငံတနိုင်ငံကထိုနိုင်ငံမှာနေတဲ့လူတွေထွက်ခွာဖို့ချိုးစားကြဧရိယာတစ်ခုဟာငြိမ်းချမ်းမှုမရှိဘူးဆိုရင်အဲ့ဒီငြိမ်းချမ်းရေးမရှိတဲ့ဒေသတွေလူတွေကထွက်ခွာဖို့ချိုးစားကြဘာကြောင့်ထွက်ခွာဖို့ကြိုးစားလဲဆိုရင်အဲ့ဒီဒေသရဲ့မငြိမ်းချမ်းမှုဆင်းရဲဒုက္ခကြုံရမှုတွေကိုစိတ်ပြက်ပြီးတော့ထွက်ကြတာပဲမှာအဲ့တော့လောကကြီးကထွက်ခွာခြင်းလောကကြီးရဲ့စိတ်ပြက်စရာတွေကိုသိဖို့အရေးကြီးတယ်ပေါ့နံပါတ်1လောကကြီးကိုစိတ်ပြက်လာမှလောကကြီးကထွက်ဖို့ကြိုးစားမှာတမန်အပြင်တော့ဘုရားဘာသာဝင်နေရတာဣဒံမိပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းရတယ်အများစုကတော့ဆိုတဲ့အနေနဲ့ဆိုလိုက်တဲ့သဘောရှိတယ်။တကယ်ကိုနိဗ္ဗာန်ကိုလိုချင်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကနေကောင်းတယ်လေ။ဘာလို့နေတာတော့ဆိုလောကရဲ့အပြစ်မြင်မှမမြင်တာအစဉ်ပြေးနေတာလို့သူကအစဉ်ပြေးနေတဲ့နေရဘယ်တော့မှမထွက်ဘူးသူကတက်တလုံးနေမှာပဲအဲ့ဒီမှာအစဉ်မပြေဘူးဆိုမှထွက်ဖို့စဉ်းစားမှလေသူကအဲ့တော့လောကရဲ့အစဉ်မပြေတာတွေကိုသိရှိနားလည်ဖို့ကပထမကြိုးစားလောကကြီးရဲ့အစင်မပြေမှုကိုသိရှိနားလည်တဲ့ဉာဏ်ကိုဘာဉာဏ်လို့ခေါ်တော့ဆိုရင်ဝိပဿနာဉာဏ်လို့ခေါ်တာပဲရှင်းရှင်းလေးပြောလို့ရှိရင်လောကကြီးရဲ့အပြစ်ကိုမြင်တဲ့ဉာဏ်ကဝိပဿနာဉာဏ်ပဲကြည့်လေအကောင်းမှမဟုတ်တာသဗ္ဗေသင်္ခါရအနိစ္စလောကထဲမှာရှိတဲ့အရာတွေကဘယ်ဟာမှမမြဲဘူးဖြစ်ပြီးရင်ပျောက်သွားမှာပဲသဗ္ဗေသင်္ခါရဒုက္ခလောကကြီးထဲမှာရှိတဲ့အရာအလုံးဟာဖြစ်မှုပြမှုတွေကအမြဲတမ်းနှိမ့်ဆက်နေလို့စိတ်ပြည့်စရာကောင်းတဲ့အရာတွေသာဖြစ်တယ်ဒုက္ခသာဖြစ်တယ်စိတ်ပြည့်ဖို့ပဲရှိတာသဗ္ဗေဓမ္မအနတ္တသဘာဝတရားတွေမှန်သမျှကိုလုံးလို့ဖြစ်တာတခုမှမရှိဘူးသူ့သဘာဝအတိုင်းသူဖြစ်နေတာသာဖြစ်တယ်ငါနဲ့သက်ဆိုင်မှုမရှိဘူးလို့အဝတ္တဝတ္တနာငါရဲ့စိတ်တိုင်းညဖြစ်နေတဲ့အရာဆိုတာမရှိဘူးငါလုံနိုင်တာမရှိဘူးလူတွေကကောင်းတော့ကတော့ထင်ကြတယ်ငါချေငါလက်ငါပိုင်နေငါလှုပ်လို့ရတယ်လို့အုံနောက်တစ်ခုဖြစ်သွားတယ် paralyze ဖြစ်သွားတယ်ဆိုလှုပ်မရတော့ဘူးလေကိုလှုပ်တာမှမဟုတ်တာလေဖြတ်သွားတယ်ဆိုရင်ဘယ်လိုလုပ်လှုပ်လို့ရတာအဲ့တော့လူတော့လှုပ်လို့ရတာကိုလှုပ်ချင်လို့ရတာလားဆိုမဟုတ်ဘူးလေမဖြတ်လို့ခဏလေးပါကသူကသူစွမ်းဆောင်နေတာကိုငါလှုပ်တယ်လို့ထင်နေတာနော်ခုခေတ်မှာပိုးပြီးတော့သိတာတယ်အုံနောက်သေးကြောပေါက်လို့တဲ့အုံနောက်ထဲမှာအကျိတ်တွေးလို့ခွဲလိုက်ရတယ်ခြေတစ်ဖက်လက်တစ်ဖက်မလှုပ်နိုင်တော့ဘူးအဲ့လှုပ်နိုင်တာကသူ့ဟာသူ့အကြောင်းကျိုးညီညွတ်နေတာလှုပ်လို့ရတာကိုလှုပ်လို့ရတာမဟုတ်ဘူးဒါပေမဲ့ကိုလှုပ်လို့ရတယ်လို့ထင်နေတာအဲ့တော့သဘာဝတရားတစ်ခုချွတ်ရင်းသွားလို့ရှိရင်အကြောင်းကျိုးမညီညွတ်တော့ဘူးဆိုရင်ကိုဘာမှတတ်နိုင်တာမရှိဘူးနော်ကိုမျက်လုံးတော့ကိုဖွင့်နိုင်တာမှမဟုတ်တာကိုလို့လို့ရတာဆိုတာတခုမှမဟုတ်ဘူးဆိုတာအနတ္တသဘောတရားအရာအမှန်တမ်းထင်ရှားတယ်ပေါ့နော်အကြောင်းကျိုးညီညွတ်နေတာသူကသူဖြစ်တာအကြောင်းတစ်ခုချိုးရင်းသွားတာနဲ့တပြိုင်နက်ကိုလှုပ်ချင်တော့လဲလှုပ်လို့မရတော့အဲ့ဒါအနတ္တဆိုတာအဲ့ဒါကိုပြောတယ်ကိုလှုပ်ချင်တိုင်းဖြစ်နေတာဟာသဘာဝတရားတွေကသူကသူစွမ်းဆောင်နေလို့သာဖြစ်တယ်ကိုလှုပ်တာမဟုတ်ဘူးသဘာဝတရားတွေစွမ်းဆောင်မှုတစ်ခုချိုးရင်းပျက်စီးသွားတယ်ဆိုရတော့ဆိုတော့သူကားဆိုလို့ရှိရင်သူကသူကားရမှာပါတဲ့စက်ကရိယာတွေအကုန်လုံးပြည့်ပြည့်စုံစုံရှိနေမောင်းလို့ရနေတာဝါကြိုးလေးတစ်ချောင်းပြတ်နေတယ်ပြုတ်နေတယ်အရေးကြီးတဲ့နေရာကမရှိဘူးဆိုဘယ်မောင်းရတော့စံတိုးလို့တော့မရကိုလို့တာမဟုတ်ဘူးဆိုတာမတမထင်ရှားတယ်အဲ့ဒါကိုအနတ္တလို့ပြောတာဗျာအဝတ္တဝတ္တနာကိုလို့တိုင်းဘာတစ်ခုမှမဖြစ်ဘူးအဲ့တော့လောကကြီးကကြည့်လိုက်မယ်ဆိုရင်အနိစ္စဒုက္ခအနတ္တဆိုတာနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ပြည့်စရာကောင်းတယ်
အဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့လောကကြီးကထွက်ခွာခြင်းနဲ့ငြိမ်းချမ်းတဲ့နေရာကိုသွားခြင်းနဲ့ဒီလောကရဲ့အပြစ်အနာစာတွေမရှိတော့တဲ့နေရာရောက်ခြင်းနဲ့နိဗ္ဗာန်ဆိုတာအဲ့ဒီပြဿနာတွေကင်းသွားတာဟာခေါ်တာအဲ့ဒါကိုရောက်ခြင်းနဲ့ဆိုရင်ဘယ်လမ်းကြောင်းကထွက်ကြမလဲ the exit way နော် exit ဆိုတာရှိတယ်ဘယ်ပေါက်ကထွက်မလဲဆိုအဲ့ဒါကိုကျင့်စဉ်လေးကိုအကျဉ်းလေးပဲဟောတာရှိတယ်အဲ့ကျင့်စဉ်လေးကဘာလို့ဆိုလောကကြီးကထွက်ချင်လို့ရှိရင်နံပါတ်1အပိတ်အဆုပ်အနှောင့်အယှက်တွေကိုအရင်ရှင်းဖို့ကြိုးစားအပိတ်အဆုပ်အနှောင့်အယှက်ဆိုတာကိုတရားဓမ္မအသုံးနှုန်းနဲ့ပြောမှဆိုရင်နိဝရဏတရား၅ပါးနော်နိဝရဏတရား၅ပါးနိဝရဏဆိုတာစိုးပိတ်တာအိတ်စိတ်ကိုကွဲထားတဲ့ထွက်ပေါက်ကိုပိတ်ဆို့ထားတဲ့အပိတ်အဆုပ်တွေကိုရင်ဖောက်ရမယ်အဲ့ဒါတွေကိုရင်ဖယ်ရမယ်လို့ပြောအဲ့တော့ဘုရားမသာဝင်နေကြောင်းသိဘူးကြတာတွေများလိမ့်မယ်နိဝရဏဆိုပိတ်ဆို့ထားတာအပိတ်အဆုပ်ကြီးအဲ့တော့ချုံနှုံထားတဲ့နေရာကထွက်ချင်ဘယ်နေရာပိတ်ထားတော့အဲ့ပိတ်တဲ့နေရာဖွင့်ဖို့ကြိုးစားရတာပဲအဲ့တော့လောကကြီးကထွက်ခွာခြင်းလောကကြီးကိုဘယ်နာပိတ်ထားတာတော့ဆိုတော့အဲ့ဒီအပိတ်ဆိုတာပါလဲဆိုလို့ရှိရင်နိဝရဏတရား၅ပါးပဲနိဝရဏတရား၅ပါးကနံပါတ်1ကလူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှာဆန္ဒကာမိဆန္ဒကာမဆိုတာလူချင်းစရာအာယုန်တွေကိုဆန္ဒကလူချင်းနေတဲ့လောဘဒီနေရာမှာဟိုရိုးရိုးဆန္ဒကိုပြောတာမဟုတ်ဘူး။ဆန္ဒကြီးကကျန်သမျှဖြည်းစည်းရဲဆိုဆန္ဒကိုပြောတာမဟုတ်ဘူးဒီဆန္ဒကတဏှာကိုပြောတာနော်။လူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှာအဲ့ဒါကတင့်အတွက်အပိတ်ဆို့တစ်ခုဖြစ်နေတယ်။အဲ့ဒါဖယ်ရမယ်။လူချင်းနာမရရင်သူဆိုတာဘာဖြစ်လဲဒေါသဖြစ်တယ်အဲ့ဒီဒေါသဟာလည်းအပိတ်ဆို့တစ်ခုဖြစ်တယ်အဲ့တော့ကာမိဆန္ဒဆိုတဲ့လောဘသည်အပိတ်ဆို့တစ်ခုပြီးရင်တို့ကျင်နာမရလို့ဖြစ်ပေါ်လာတဲ့ဖြာပါဒဆိုတဲ့စိတ်မကြည်မလင်စိတ်ပျက်စီးနေမှုကလည်းပဲအပိတ်ဆို့တစ်ခုပဲနောက်တစ်ခုကကောင်းတာလုပ်ဖို့စိတ်အားထက်သန်မှုမရှိတဲ့ထိနာမိတ်တာကလည်းအပိတ်ဆို့တစ်ခုပဲစိတ်မတည်ငြိမ်မှုစိတ်သောကရှောင်းမှုဆိုတဲ့စိတ်မတည်ငြိမ်မှုစိတ်ထဲမှာမကြေမနက်နောင်တရနေမှုပူပန်နေမှုဆိုတဲ့ဥဒိစ္စကိုကုစာလည်းအပိတ်ဆိုတစ်ခုဖြစ်မှဖြစ်ပါမလားဒီလမ်းကြောင်းကသွားလို့ရမှရပါမလားလို့ဆိုရင်စဝေဇဝဖြစ်နေတဲ့တန်တရားဖြစ်မှုကလည်းပဲအပိတ်ဆိုတစ်ခုပဲကာမဂုဏ်အာယုန်တွေကိုလိုချင်နေတဲ့လောဘမုန်းတိရွံ့ရှာတဲ့ဒေါသကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်အားတက်တန်မှုမရှိတဲ့ထိနာမိတ်တာစိတ်ကိုစူးစိမ်လို့မရအောင်လွင့်ပြန်နေတဲ့ဥဒိစ္စနဲ့နောင်တပူပန်မှုကိုကုစာဖြစ်မှဖြစ်ပါမလားမှန်မှဟုတ်ပါမလားလို့ဆိုတဲ့တန်တရားကြီးဖြစ်နေမှုဝိသိကိစ္စဆိုတာအသိပညာအားနည်းသွားတာကိုပြောတာနော်တန်တရားဆိုတာခေါင်းကုတ်ချင်တဲ့ကုတ်အဖြေမထုံးနိုင်တာအဲ့ဒါဝိသိကိစ္စပဲသူကဘာလို့လို့ဆိုဝိသိကိစ္စရဲ့စကလုံးရဲ့အတိတ်ပဲကိုဖော်ပြတဲ့အခါမှာဝိသိနန္တတကိစ္စစဉ်းစားလိုက်တိုင်းခေါင်းရှုပ်သွားတာစဉ်းစားလိုက်ရင်ဖြေမထုံနိုင်လို့ခေါင်းရှုပ်သွားတာကိုဝိသိကိစ္စလို့ခေါ်တယ်သို့တော့အများကတော့တန်တရားလို့တန်တရားဆိုတာအခြေုံချတော့ဖြစ်နေတာလေအဖြေမထုံနိုင်တာပဲတူတူပဲအဲ့တော့ဝိသိကိစ္စခုဖယ်နိုင်တာကပညာဖြစ်တယ်အဲ့တော့အသိပညာအားနည်းနေသမျှခေါင်းကုတ်စဉ်းစားလို့အဖြေမထုံနိုင်တာဝိသိကိစ္စဝိသိနန္တတကိစ္စတေးသေးချာချာအလေးနဲ့စဉ်းစားလေတွေအဖြေမထွက်လေတွေဖြစ်လာတယ်ပင်ပန်းလာတယ်ဆင်းရဲလာတယ်အဲ့ဒါဝိသိကိစ္စလို့ခေါ်တယ်လူတွေကအတွေးတွေများတာဝိသိကိစ္စများတယ်လို့ပြောနေကြတာအဲ့ဒါလွဲမှားပြီးတော့ပြောတာဝိသိကိစ္စဆိုတာရှုံမတန်တရားသို့မဟုတ်အဖြေထုတ်မှုကြိုးစားတိုင်းစိတ်ပင်ပန်းမှုဖြစ်စေတဲ့တရားအသိဉာဏ်စွမ်းအားရောကြနေမှုပဲအဲ့တော့တွက်ကြည့်လိုက်တဲ့အခါကျတော့ဒီ၅ခုကိုရင်ဖယ်ရှားဖို့လိုအပ်တယ်အဲ့ဒါဟာလောကကြီးကထွက်ဖို့အတွက်အပိတ်ဆို့တွေဖြစ်နေတယ်အဲ့ဒီအပိတ်ဆို့တွေကိုရှင်းလိုက်ပါဘာနဲ့ရှင်းရမှာတော့သမာဓိနဲ့ရှင်းရမှာ
အာယုန်တစ်ခုပေါ်မှာခြေစိုက်ပြီးတော့စိတ်တည်ငြိမ်မှုရအောင်ကြိုးစားအထောက်လိုက်တာတမာတိတည်ငြိမ်စွာထားနိုင်သွားလို့ရှိရင်တို့ကျင်တာလည်းမလာဘူးမုန်းတိတာလည်းမလာတော့စိတ်တက်ပြောညံ့တာလည်းမဖြစ်တော့ဘူးလေလွင့်တာနောက်နှပူဝန္တာတွေမဖြစ်တော့ဘူးစိတ်ပင်ပန်းတာတွေမလာတော့အဲ့ဒါရှင်းသွားတာလို့ခေါ်တယ်အဲ့ဒီနိဝရဏဆိုတဲ့အပိစ္ဆုတရားကအသိပညာကိုရောပါအားနဲ့သွားစေတတ်တယ်စိတ်ရဲ့အညစ်အကြေးဖြစ်တယ်ဒါကြောင့်သူတို့ကိုအရင်ရှင်းတန်တရားကထွက်ပေါက်ရကြလို့ရှိရင်ဒီနိဝရဏတရား၅ပါးကိုအရင်ရှင်းမှလို့ပြောတာ။ဘာနဲ့ရှင်းရမလဲ။သမထကျင့်တဲ့တစ်ခုကျင့်ပြီးရှင်း။ဒါပြင်ထွက်ပေါက်ရပါလားဆိုမရသေးဘူးဆက်လို့အောင်မယ်။ထွက်ပေါက်ကိုတွေးဖို့အတွက်တတိရှိဖို့လိုအပ်တယ်။တတိနဲ့အာယုန်နဲ့စိတ်နဲ့အမြဲတမ်းတွဲနေဖို့လိုတယ်။အဲ့ဒီအမြဲတမ်းတွဲနေရမယ့်အာယုန်ကပါတယ်တုံးဆိုရင်တတိပဋ္ဌာန်တရား၄ပါးကာယဝေဒနာစိတ်ဓမ္မဆိုလိုတာတော့တတိထားရမယ့်ဟာတွေကပေါင်းလိုက်ပဲဆိုရင်ဒီယုံနဲ့နှစ်ခုပေါ်ပဲတတိထားခိုင်းတာပါပဲကာယကိုယ့်ရဲ့အတွင်းအစ္ဆဒကာယဗေဒကာယအဲ့ဒီကာယပေါ်မှာစိတ်အနေထားကိုသိနေဖို့တတိထားဖို့ကြိုးစားနေရဒါကိုတတိလွတ်လိုက်တာနဲ့တပြိုင်နက်အီလူရှင်ဖြစ်သွားမှာလေဒါကြောင့်မို့ကာယရုပ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တတိရှိနေရမယ်စိတ်ခံစားခြင်းနဲ့ပတ်သက်ပြီးတတိရှိနေရမယ်ဝေဒနာကိုယ်စိတ်အခြေအနေနဲ့ပတ်သက်ပြီးတတိရှိနေရမယ်ကြံတဲ့သဘာဝတရားတွေနဲ့ပတ်သက်ပြီးတတိရှိနေရမယ်ကာယဝေဒနာစိတ်ဓမ္မအဲ့ဒီတတိပဋ္ဌာန်တတိရဲ့အာယုန်၄ရဲ့ပုံမှာတတိကိုခိုင်ခိုင်မာမာအခြေစိုက်ထားပါအဲ့ဒီအတွေ့အကြုံကျန်တာတွေကိုအာယုန်မဆိုင်နဲ့အဲ့ဒီ၄ခုတရားတစ်ခုကိုအာယုန်ဆိုင်ပါ၄ခုစလုံးစိုက်ခိုင်တာမဟုတ်ဘူးအဲ့ဒီ၄ခုတည်းထွက်မသွားဖို့အရေးကြီးတယ်အဲ့ပုံမှာအာယုန်စိုက်ထားပါအဲ့ဒီအာယုန်စိုက်ပြီးတော့အာယုန်စိုက်ုံနဲ့ရပါလားလို့မရသေးဘူးအရေးကြီးတာကအသိပညာတိုးပေါအောင်လုပ်ရမှာအဲ့ဒါကြောင့်မို့အဲ့ဒီအာယုန်၄ရဲ့ပုံမှာစိတ်ဆိုင်ပြီးတော့ဘုဇင်9ပါးအတိညာရဲ့စွမ်းဆောင်မှုကိုပေးနိုင်တဲ့တရား9ပါးကိုကိုယ့်ရဲ့နဲ့မှာဖြစ်အောင်အခိုင်အမာတိုးတက်လာအောင်ကြိုးစားပါအဲ့တော့ကြိုးစားတဲ့ဆိုဘယ်လိုလုပ်ရမှာတော့ဘုဇင်9ပါးဆိုအလုံးသိတဲ့အတိုင်းတတိတံဘုဇင်ကတတိရှိနေရမယ်တတိဥရ၄ပါးပေါ်မှာတတိစိုက်ထားပြီးတဲ့အခါမှာဒီတတိကဘာတတိတုံးဆိုရင်ဘုဇင်9ပါးမှာပါတယ်တတိကြတော့ဝိပဿနာတတိဝိပဿနာတတိကနေပြီးတော့မတ္တတိဖို့တတိအဲ့ဒီရောက်အောင်ကြိုးစားရမယ်ဆိုအဲ့တော့ဝိပဿနာတတိကဘာကိုအာယုံပြုနေတာတော့ဆိုယုံနဲ့နံကိုအာယုံပြုတာပဲယုံနဲ့နံကိုအာယုံပြုပြီးတော့မပြဲတဲ့သဘောဆင်းရဲတဲ့သဘောအဲ့ဒါတွေကိုသိနေတဲ့တတိအဲ့ဒီတတိကဘယ်လောက်ထိအောင်လောက်ရမလဲလို့ဆိုရင်ကိရိတာတွေကိုစွန့်ခွာပြီးတော့နိဗ္ဗာန်နဲ့ထီအောင်တွန်းပို့နိုင်လောက်အောင်စိုင်းတတိပြည့်စုံသည့်ထီကြိုးစားရမယ်တဲ့ပြောဘုဇင်9ပါးပွားတာတစ်ဖက်ကကိရိတာတွေကိုဖယ်ရှားပြီးတော့တစ်ဖက်ကနိဗ္ဗာန်နဲ့ကိုပို့ပေးနိုင်တဲ့စိုင်းတတိအဲ့ဒါကိုဝတ္တကပရိနာမိန်လို့သုံးတာဝတ္တကဆိုတာတစ်ခုကိုစွန့်တယ်တစ်ခုတည်းကိုတစ်ခုကိုစွန့်ပြီးတစ်ခုကိုရယူတယ်ဆိုလိုတာကကိရိတာကိုစွန့်ပြီးတော့နိဗ္ဗာန်ကိုရယူတယ်အဲ့ဒီလိုစွန့်ဆောင်နိုင်လောက်အောင်ရင့်ကျက်သည့်ထိအောင်ပွားပါလို့ပြောတာတမန်တတိလေးနဲ့တော့မရဘူးလို့ပြောတာနောက်တစ်ခါဓမ္မဝိသေယတန်ဖို့ဆင်ဆိုရှုတရားနံတရားတွေနဲ့ပတ်သက်ပြီးတော့အမှန်အကန်ကိုသိတဲ့သိလာအောင်စူးစမ်းဆင်ခြင်တယ်ဒါဝိပဿနာဉာဏ်အရှင်းရှင်းကိုပြောတာပဲဓမ္မဝိသေယဝိရိယမရမနေကြိုးစားအထောက်မှုဝိပဿနာနဲ့ပတ်သက်တဲ့ဝိရိယပိဋိဒီတရားတွေပေါ်မှာစိတ်နှစ်ချိုက်နေမှုရှိရစိတ်ပြည့်ညင်းငွေ့သွားရင်လုံးမှာမဟုတ်ဘူးအဲ့တော့စိတ်ကဝိပဿနာပေါ်မှာအာယုံစိုက်ပြီးတော့နှစ်ချက်နေတဲ့ပိဋိရှိအောင်ကြိုးစားရမယ်အဲ့ဒီကနေတဆင့်တက်တဲ့အခါကျတော့လှုပ်ရှားတာတွေကိုရှော့ချလိုက်တဲ့အခါပတ္တတိစိတ်နှလုံးကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်တမာတိတည်ငြိမ်သွားတယ်ဥပိ္ပခာ
တဘာဝတရားတွေပေါ်မှာလစ်တူရှုသွားနိုင်တယ်ချစ်ချင်းမုန်းချင်းဆိုတာမရှိတော့ပဲနဲ့လုံးဝတည်ငြိမ်သွားတဲ့အဆင့်အဲ့တော့ဘုဇင်9ပါးဘုဇင်9ပါးတဲ့မှာတတိယတွေအားလုံးကိုထိန်းချုပ်ပေးပြီးတော့လှုပ်ရှားတဲ့ဘုဇင်က3ခုတည်ငြိမ်တဲ့ဘုဇင်က3ခုအားလုံးတတိဆိုတဲ့ချင်းခွင်ညကနေညှိပေးပြီးတော့လှုပ်ရှားမှုများရင်လည်းမရဘူးတည်ငြိမ်မှုများရင်လည်းမရဘူးအဲ့ဒီလှုပ်ရှားမှုနဲ့တည်ငြိမ်မှုကိုဟန်ချင်းညှိသွားအောင်ထိန်းပြီးတော့ဘုဇင်9ပါးပွားရမယ်လို့ပြောလှုပ်ရှားတဲ့ဘုဇင်ကဘာတော့ဓမ္မဝိဇ္ဇယဝီရိယပိတိဒါတွေကစ조사အထောက်နေတော့လှုပ်ရှားနေတာသူအဲ့ဒီလှုပ်ရှားမှုတွေများရင်လည်းချိန်သားမကြိုက်တတ်ဘူးဒါကြောင့်မို့ပတ္တတိသမာဓိဥပေက္ခဆိုတဲ့တည်ငြိမ်တဲ့ဘုဇင်တွေမြအောင်လုပ်ပေးရအောင်ပေါင်းဆက်ပေးရအောင်အဲ့တော့တည်ငြိမ်တော့အကြည့်သွားလို့ရှိရင်လည်းလူကတစ်ဖက်လဲသွားတယ်အလုံးမဖြစ်တော့အဲ့ဒါကြောင့်ဒီနှစ်ခုစလုံးကိုညီမျှအောင်ထိညှိပေးရမယ်အဲ့ဒီနှစ်အုပ်စုပေါ့သုံးမျိုးနှစ်အုပ်စုကိုတည်ငြိမ်အောင်ထိညှိပေးတာဘယ်သူကနေထိညှိပေးတာတော့ဆိုတတိတဘုဇင်ကထိညှိပေးသွားတယ်အဲ့ဒီလိုဘုဇင်9ပါးပွားလိုက်တာနဲ့တကြိုင်နဲ့လောကကြီးကထွက်ပေါက်ကိုရသွားမယ်လို့အဲ့တုတ်တမှာဒီလိုဟောထားတာနော်အဲ့တော့ပြန်ပြောမယ်ဆိုရင်ချက်3ချက်ပဲရှိတယ်လောကကြီးကထွက်ခွာခြင်းလို့ရှိရင်နံပါတ်1နိဝရဏကိုဖယ်ရှားတတိပဌာန်အာယုန်၄ပေါ်မှာစိတ်ဆိုင်ထားပြီးတော့ဘုဇင်9ပါးကိုပွားဒီ3ချက်ပဲလောကကြီးကထွက်တဲ့ပုဂ္ဂိုလ်တိုင်းဟာယဟန္တာပဲဖြစ်ဖြစ်ပစ္စေကဗုဒ္ဓပဲဖြစ်ဖြစ်ဖရာပဲဖြစ်ဖြစ်ဒီလမ်းကြောင်းထွက်တာအတော့ဟာဒီလမ်းကြောင်းထွက်တာကြီးနောင်ထွက်မဲ့ပုဂ္ဂိုလ်တွေပဲဒီလမ်းကြောင်းကပဲထွက်မှာအခုထွက်နေတဲ့ပုဂ္ဂိုလ်တွေလည်းဒီလမ်းကြောင်းကပဲထွက်တယ်ဒါဧကယေနောတခုတည်းသောလမ်းကြောင်းဖြစ်တယ်လို့ဒါကလောကကထွက်ခွာခြင်းအဲ့တော့လောကတွင်မှာနေထိုင်ခြင်းနဲ့လောကမှာထွက်ခွာခြင်းဆိုတာမြတ်စွာဘုရားကတိတိကျကျဒေသနာတော်မှာဟောပြောထားတာဖြစ်ပါတယ်